ဒီအပိုင်းတွင်မြန်မာနိုင်ငံလေယာစိုက်ပျိုးရေးနဲ့စီးပွားရေးကဏ္ဍကထိပ်တန်းရောက်နေတဲ့သတင်းတွေထဲမှာတော့ MSC တကြားစက်ရုံကကြံပုံးငွေပေးချေဖို့ပြက်ကွက်နေတဲ့အတွက်တောင်သူတွေအခက်တွေ့နေတယ်ဆိုတဲ့သတင်းနဲ့စကြပါတယ်။ MSC တကြားစက်ရုံကတောင်သူတွေထံကနေအကျွေးစနစ်နဲ့ဝယ်ယူထားတဲ့ကြံပုံးငွေတွေကိုအခုချိန်ထိပေးချေမှုမရှိသေးတာကြောင့်အခက်တွေ့နေတယ်လို့ကြံစိုက်တောင်သူတွေကပြောပါတယ်။စကိုင်းတိုင်းထပ်ပိုင်းမှာရှိတဲ့ MSC မြန်မာတကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံဟာအခုနှစ်မှာကြံတောင်သူတွေကိုကြံပုံးငွေပေးချေဖို့ကြက်သိန်းပေါင်း3သိန်းနီးပါးလောက်ထိရှိနေပြီးလက်ရှိချိန်ထိပေးချေတာမရှိသေးဘူးလို့တောင်သူတွေကဆိုပါတယ်။အခုနှစ်မှာ MSC တကြားစက်ရုံကကြံတံကိုစက်ရုံရောက်သေး3,15,000ကျပ်နဲ့ဝယ်ယူခဲ့ပြီးတောင်သူတွေစီကနေကြံဝယ်ယူစဉ်မှာကြံဘိုးကြိုတင်ငွေဖြစ်တံကို2,500ကျပ်သာတွက်ချက်ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။တောင်သူတွေရရှိဖို့ကြံနေတဲ့ကြံဘိုးကိုတကြားစက်ရုံပိတ်ချိန်ကစပြီးရက်ပေါင်း60အတွင်းမှာပေးချေမယ်လို့စက်ရုံနဲ့တောင်သူတို့နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ MSC တကြားစက်ရုံကတော့ကြံကြိတ်ခွဲပြီးရရှိလာတဲ့တကြားတွေကိုဈေးကွက်မှာမရောင်းချနိုင်သေးတာကြောင့်ကြံပုံးငွေတွေမပေးချေနိုင်သေးတာလို့တုံ့ပြန်ပြောဆိုထားပါတယ်။ဈေးကွက်ထက်တကြားရောက်တာမရောက်တာတကြားရောင်းရတာမရောင်းရတာတကြားဈေးတက်တာကြတော့ကျွန်တော်တို့ကြံဖိုးနဲ့မဆိုင်ဘူးလေ။အခုစက်ရုံပိတ်ပြီးတော့ရက်ပေါင်း45ရက်ရှိပြီကြံဖိုးတွေမရသေးဘူး။ရက်60အတွင်းပေးမယ်လို့ပြောထားတယ်။ပြေဖို့10ရက်ပဲလိုတော့တယ်လေ။အခုဒီဘာသာမှမကြားရသေးဘူး။သူတို့တကြားများရတာအကြောင်းပြပြီးတော့ကြံဖိုးငွေတွေမရှိဘူးအချိန်ဆွဲနေရင်ကြံတောင်သူတွေထိခိုက်တယ်လေ။ကြံဖိုးရစရာရှိတာတောင်သူ800လောက်ရှိတယ်အခုတယောက်မှမရဘူး။အရင်ရက်ကကြားတာတကြားပေးမယ်လို့လည်းကြားတယ်တကြားပေးတော့တောင်သူတွေကဘာလို့ရမှာလဲ။ကုန်တယ်မဟုတ်တော့ဈေးကွက်ကမရှိဘူးလေဗျ။စက်ရုံဘက်ကတော့စက်ရုံနဲ့ကြံတောင်သူတို့နှစ်ဖက်သဘောတူရေးထိုးထားတဲ့စာချုပ်ထဲမှာမန္တလေးကိုတရားတည်ပို့ဆောင်ပြီးမှသာကြံဘိုးကိုပေးချေရမှာဖြစ်တယ်လို့အကြောင်းမျိုးမျိုးကြောင့်တရားရောင်းချလို့မရတာတည်လို့မရတာစတဲ့မမျှော်မှန်းနိုင်တဲ့အခက်အခဲဖြစ်ရတွေပေါ်ပေါက်လာရင်လဲတောင်သူတွေအနေနဲ့ကြံဘိုးငွေအတွက်တရားကိုပြန်ထုတ်ယူနိုင်ကြောင်းစတဲ့အချက်တွေပါဝင်တယ်လို့ပြောပါတယ်။ဒါအပြင်တောင်သူတွေအနေနဲ့တရားထုတ်လို့ခြင်းမရှိပါကမြည်သည့်အပိုဆောင်ငွေမျှမပါဝင်တဲ့ကြံဘိုးငွေပမာဏကိုစက်ရုံဘက်ကပြည်လည်တဲ့အထိမြည်သည့်အနှောင့်အယှက်တစုံတရာမှမပြုလုပ်ပဲစောင့်ဆိုင်းရမယ်ဆိုတဲ့အချက်ကိုလည်းနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့စက်ရုံတာဝန်ရှိသူတွေကတုံ့ပြန်ပြောဆိုကြပါတယ်။အဲ့ဒါမှရှင်းပြောမယ်တောင်သူတွေကကြံဖိုးငွေသားပဲလိုချင်တယ်စက်ရုံကတကြားပေးမယ်ဆိုရင်လည်းတောင်သူကအဆင်မပြေဘူးစက်ရုံကနေတကြားတွေယူပြီးတော့မန္တလေးတက်ရောက်ရမှာတည်ယူပို့ဆောင်ရေးကုန်ကြစရိတ်ပေါက်ဈေးဈေးကွက်ချော့ရမယ့်ဟာတွေအလုံးချုပ်တယ်အကုန်ကုန်ကြစရိတ်တွေနဲ့အဆင်မပြေဘူးမလုပ်ချင်ကြဘူးလေအခုက MSD စက်ရုံတစ်ခုပဲကြံဖိုးငွေတော်တော်များများဟိုပေးဖို့ကြံနေတဲ့အချိန်တွေရှိတယ်ပြီးခဲ့တဲ့ရက်ကတကြားတွေရောင်းနေဆိုတော့မကြခင်ကြံဖိုးတွေပေးမယ်လို့ထင်ပါတယ်ဒီနှစ်တောင်သူတွေကအရှုံးကြီးရတယ်ဗျာ MSC တကြားစက်ရုံကမြန်မာနိုင်ငံသားအများပိုင်းကုမ္ပဏီတစ်ခုဖြစ်ပြီးတရက်ကိုကြံတန်ချိန်2000မှ2500လောက်ကျိတ်ဝါနိုင်တဲ့စက်ရုံဖြစ်ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့နယ်မြေမတည်ငြိမ်မှုတွေကြောင့်ပြီးခဲ့တဲ့ကြံကြိတ်ဝါရာသီမှာစကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ MSC စက်ရုံအပါအဝင်ကြံတကြားစက်ရုံအားလုံးဒီပါလဲပတ်ချိန်နောက်ကျခဲ့တယ်လို့ဆိုကြပါတယ်။တကြားစက်ရုံတွေဖွင့်လှစ်နိုင်ဖို့အရေးတောင်သူနဲ့စက်ရုံကြားကြံတံဝယ်ယူမဲ့ဈေးနှုန်းကိုအချိန်ကြာကြီးညှိနှိုင်းခဲ့ရတာကြောင့်ဖေဖော်ဝါရီလကုန်လောက်မှသာစက်ရုံလဲပတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ကြံကြိတ်ဝါရာသီမှာတကြားစက်ရုံတချို့ကကြံတံကိုစက်ရုံအရောက်သေး3,800ကျပ်ထိဈေးပေးဝယ်ယူခဲ့ပေမဲ့တောင်သူတွေထွက်ရှိသမျှကြံအားလုံးကိုဝယ်ယူပေးနိုင်ခြင်းမရှိတာကြောင့်စကိုင်းတိုင်းအထက်ပိုင်းမှာကြံစိုက်ဧက8သိန်းနီးပါးလောက်မိရှို့ဖျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။အခုနှစ်မှာတော့ကြက်သိန်းထောင်ချီအရှုံးပေါ်ခဲ့တဲ့ကြံသီးနှံအစားဈေးကွက်ခိုင်မာမှုရှိတဲ့တခြားသီးနှံတွေကိုအစားထိုးစိုက်ပျိုးနိုင်ဖို့ပြင်ဆင်နေကြတယ်လို့တောင်သူတွေကပြောဆိုထားပါတယ်။